Okay, so the video lesson မှာဆိုရင်ကျွန်တော် main တီးဖို့ကောင်းဆိုတဲ့တခြင်းရဲ့ဒါ intro ပိုင်းကိုဘယ်လိုတီးခတ်မှာလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာအကြောင်းဖြစ်ပါတယ် Okay ဒီခြင်းဆိုရင် key ရေပေါ့နော်ဆိုတော့ကျွန်တော် key ရေဆိုတော့ဒါ image scale မှာတီးမှာပေါ့နော်ဒါမှကျွန်တော် single string ပေါ့တီးကြိုးပါပဲဒါအခြေခံပြီးတီးအောင်ပေါ့နော်တော့တီးကြိုးလို့ဟာဆိုရင်ကျွန်တော် E ပြီး F F sharp G G sharp E ပေါ့နော်ဒီကောင်က do ပေါ့နော် do re mi fa sol la so la note ကိုလည်းစပါပေါ့နော် la la so mi re do re mi mi la la so mi re do do okay so ဘယ်နေရာမှာ do re fa ရှိရလဲဆိုကျွန်တော်တို့ဒါ music theory သဘောတရားနဲ့ကျွန်တော်နားလေထားရမှာပေါ့နော် do re mi fa sol la နော် la note နဲ့စပါပေါ့ဆိုတော့ la note မှာကျွန်တော်တို့ဒီကင်ရဲ့ပုံစံပေါ့နော်ဒီ shape ပေါ့ဒီမှာဆိုပေါ့နော်ဆိုမှာကြောက်ကျွန်တော်ဒီပုံစံလေးကင်မယ်နော်ဆိုတော့ဆက်လေးကွက်ပေါ့တုံးကျွဲဆက်လေးကွက်နေကျွဲဆက်လေးကွက်ပြီးရင်ဒီ melody နဲ့ပေါင်းပါပေါ့နော်ပြီးမှ mi ဆိုmi မှာကြောက်ဒီ shape re ကိုကြောက်ခဏတီးထားတဲ့အတိုင်းပေါ့နော်ဒီပုံစံလေးပေါ့ပြီးရင်တော့မှာလည်းအဲ့အတိုင်းပြီးရင် re ပြီး mi မှာဒီ shape ပုံစံပေါ့နော်သင်ပြီးပြမယ်ဆက်တီးမယ် la la so mi re do do ပေါ့နော်ဒါဒုတိယပိုင်းပေါ့နော်ပြန်ကြည့်မယ်ဒါကြောင့်ကျွန်တော်၃ကျိုးစလုံးကိုတစ်ခါလေးပြန်တူတီးလိုက်ရပါတော့ဆိုတော့ pattern နဲ့တီးလိုက်ရပါเนาะ pattern ဆိုရင် down ပေါ့เนาะ okay ဆိုတော့ကျွန်တော် pattern နဲ့တစ်ချက်တီးခတ်ကြည့်အောင် okay ဆိုတော့ကျွန်တော်ဒီတိုင်း finger ပေါ့เนาะလက်နဲ့တီးမယ်ဆိုရင်ဒီ pattern ကိုဒီထဲမှာညှက်လိုက်ပေါ့เนาะဒီခုကြာမှခဏညှက်ထားလိုက်ပေါ့เนาะဒီပုံစံလေးဆက်တီးမယ်ဆိုကျွန်တော်လက်ခံက down down up up down ဒါပေမဲ့ကွက်ကြကျွန်တော်ကြိုပြီးပြောင်းပါပါနော် down 1 2 and မှာပြောင်းပါပါနော်ကြိုပြီးဝင်လာတဲ့ပုံစံပါနော်Okay so ဒီ video lesson မှာဆိုရင်ကျွန်တော် main တီးဖို့ကောင်းဆိုတဲ့တခြင်းရဲ့ intro ပိုင်းကိုဘယ်လိုတီးခတ်မှာလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးသဘောရလေးကိုရှင်းပြပေးဖြစ်ပါတယ်